ကဲနောက်ထပ် value လေးကိုကျွန်တော်တို့ပြောမယ်နောက်တစ်ခုကတော့အရန်ကိုများသွားပြီတပိမှာ၄ချက်ဖြစ်သွားမယ် down at 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 အဲ့တော့တပိမှာဖြစ်မှာနော်1 e and 2 e and 3 e and 4 e and ဖြစ်မှာနော်အဲ့တော့1မှာအဆက်ရှိမှ3မှာအဆက်ရှိမှာနော်1 e and 2 e and ဒီဘက်လေးကိုလည်းကျင်ပါမယ်နော် down at down လည်းကျင်မယ်အဲ့တော့ကျွန်တော်နှစ်ဖက်ခွဲခြင်းနဲ့အပြင်ဒီကောင်ကလက်လဲနေသွားမယ်ဒီခက်တဲ့နေရာမှာအဲ့တော့ကျွန်တော်တို့ဒီကောင်မှာ essence က first beat မှာရှိမယ် third beat မှာရှိမှာပေါ့နော်အဲ့ကျွန်တော်တို့ဒီပြပါမယ်တောင်းဒီဟာလေးကိုလည်းလေ့ကျင့်ပေးပါမယ်ဒီဟာတွေကိုဒီလေ့ကျင့်ခန်းတွေကိုကျွန်တော်တို့ warm up လုပ်တယ်လို့ခေါ်ပါတယ်ဒီဟာတွေကနောက် guitar practice မှာအများနဲ့ warm up လုပ်တဲ့လေ့ကျင့်ခန်းတွေဖြစ်တဲ့အတွက်ဒါတွေကအချိုးရှိပါတယ်နော်ဒါတွေကတနည်းအားဖြင့်ကြည့်မယ်ဆိုရင်တော့ဒါတွေကအတန်တွေကလည်းကျွန်တော်တို့အတွက်ဆက်ဆက်တီးရတော့အရင် boring ဖြစ်တော့ဒါပေမဲ့ဒါတွေကိုပိုင်ပိုင်နိုင်ကြည့်ရမှာဆိုလက်တွေလေးအောင်တန်ပါလာမယ်ဒီဟာ adjust လုပ်တာတွေကိုလည်းတေချာကြည့်ပါ left နဲ့ right ခွဲပြီးချိန်မှာဒါဆိုရင်မိတ်ဆွေလက်နာတယ်ဂီတာတီးလို့ရပါမလားဆိုတော့မိကုန်းကိုမေးစရာမလိုဘဲနဲ့ဒီလေးချိန်ကနေပြီးသွားရင်မိတ်ဆွေကဒီရဲ့အချိုးချေးသူကိုခံစားမှာပါကျွန်တော်ဒီအဆင့်ကိုမိတ်ဆွေတို့တီးလို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်အနေနဲ့မိတ်ဆွေတို့ congratulation ပါမိတ်ဆွေတို့လက်နာနေဆိုတော့မိကုန်းကျွန်တော်ကိုမေးစရာမလိုလို့ဆိုကိုယ့်ကိုယ်လည်းမေးစရာမလိုတော့ပေါ့ဒီအဆင့်ကိုကျော်လာသွားပြီလို့ကျွန်တော်ယုံကြည်ပါတယ်